ဒီ price list rule ကိုဘယ်လိုတင်မလဲပေါ့အဲ့တော့ law တွေကျွန်တော်ကဒါ save ရထဲကိုသွားလိုက်မယ်သွားလိုက်ပြီးတော့ law တွေကျွန်တော်ဘာရင်လုပ်မလဲဆိုတော့ကျွန်တော် price list တွေကျွန်တော် create လုပ်မှာပေါ့နော်ပုံမှန်ဆိုတော့သူ default ဆိုတဲ့အရာလေးရှိနေလိမ့်မယ်နော်အဲ့ default ကိုကျွန်တော်ကဘာချိန်လိုက်မှာဒါပါ retail လို့ချိန်လိုက်မယ်retail အဲ့ဒါပြီးနောက်တစ်ခုကိုကျွန်တော်ကထားပါတော့ wholesale ဆိုပြီးကျွန်တော်ချိန်လိုက်အဲ့တော့ကျွန်တော်ဒီ price list rule ကိုကျွန်တော်တော့ဟို import export ချလို့ရအောင်လို့ကျွန်တော်ကဒီထဲမှာ product တစ်ခုပေါ့နော် simple product တစ်ခုကိုကျွန်တော်ထည့်မယ်အဲ့တော့ကျွန်တော်ကဒီ price list ထဲမှာ retail ထားပါတော့ကျွန်တော်ကဒီမှာtest ပေါ့နော် test product ကိုfit price ထားပါတော့ကျွန်တော်က1000ထည့်စေးလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဒါ wholesale ထဲမှာကျွန်တော်အဲ့ဒီတိုင်းပဲခုနက DST test ဆိုတဲ့ product ကိုเนาะကျွန်တော်ထည့်လိုက်ဒီကောင်ကို800okay ထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်ကဒါ price list နှစ်ခုကိုကျွန်တော် price list နှစ်ခုကိုဒါကျွန်တော်เนาะဘာလုပ်လိုက်လဲဆိုတော့ဒါကျွန်တော် template လေးတစ်ခုပေါ့เนาะဒီ price list rule လေးကို import export ချဖို့အတွက်ကျွန်တော်ဒါ simple ထည့်လိုက်တာပေါ့ simple ထည့်လိုက်တယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီ test product ထဲမှာလဲပေါ့เนาะဒီမှာဆိုလို့ရှိရင်လဲသူ့ရဲ့ price list ထဲမှာအဲ့ကောင်တွေကဝင်သွားအောင်โอเคเนาะဒီလိုပုံစံဝင်သွားအောင်เนาะဒါဆိုရင်ဝင်တယ်ပေါ့ဟုတ်ပြီအဲ့တော့မှကျွန်တော်ကထားပါတော့နောက်ထပ်ကျွန်တော် ABC ဆိုတဲ့ product လေးပေါ့เนาะကျွန်တော် create လုပ်လိုက်တာနမူနာပေါ့เนาะဒါ product အသစ်ပေါ့เนาะဒါကျွန်တော်အသစ်ကိုဒီ price list rule နဲ့တင်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီ price list rule ကိုကျွန်တော် export ချမှာเนาะဒါအသစ်တင်မှာဆိုတော့ကျွန်တော် I want to update data ဆိုတဲ့ fee ကိုကျွန်တော်ကမထည့်တော့ price list name ပါမယ် price list ပါမယ် cost ပါမယ်ကွာ okay ဒီတိုင်းလေးပဲကျွန်တော်တင်ကြည့်လိုက်ဟုတ်ပြီကျွန်တော်ဒီမှာဘာရပြီလဲဆိုတော့ဒီပုံစံလေးရပြီဆိုတော့ကျွန်တော်ကဒီ product name ဆိုတဲ့နေရာမှာထားပါတော့ABC နော်ကျွန်တော် ABC ဆိုတဲ့ product ကိုထည့်ဒီကောင်ကိုထားပါတော့ wholesale ကိုwholesale ကိုကျွန်တော်က1500retail ကို1000နဲ့နော်ဒီကောင်အလုပ်လုပ်လာကြအောင်တစ်ခါတည်းတင်ယူအဲ့တော့ cost ကထားပါတော့cost ပါတစ်ခါတည်းထည့်ကြည့်လိုက်မယ်နော်အဲ့ဒါပြီးတော့မှကျွန်တော်ဒီ price list rule ကိုကျွန်တော်တင်မယ်နော်တင်မယ်ဆိုတဲ့အချိန်မှာကျွန်တော်ဒီ product အောက်က price list မှာမတင်တော့ကျွန်တော်ဒီ price list rule မှာပဲသွားတင်လိုက်ရင်ရပြီနော် rule မှာပဲကျွန်တော် update လုပ်ရင်အဲ့တော့ import record ပေါ့နော်ကျွန်တော်တို့ download ရ price list rule ကောင်က apply အောင်ထွက်မယ်ကောင်က fit price ဒီ company ကမတင်နဲ့တော့ရတယ်ကျွန်တော်အဲ့တော့ import လုပ်ကြည့်မယ်အဲ့တော့ဒီမှာဆိုရင် error တက်တယ်ဆိုတော့ okay product အနေနဲ့တင်ကြည့်မယ်နော်ဒါဆိုရင် product ကတော့ error မတက်တော့ကျွန်တော်ဒါ wholesale ဒီ price တွေရတာ error တက်နေနော်okay သဘောပေါက်ပြီနော်ဒီနောက်မှာကျွန်တော်တို့ဘာ MMK တွေပါနေနော်အဲ့ MMK လေးကျွန်တော်ထပ်တူကြည့်မယ်okay ကျွန်တော်ဒီတိုင်းပြန်တင်မယ်နော်ကျွန်တော် load file ပြန်လုပ်မယ်ကောင်က product ဒီကောင်ကဘာလဲဆိုတော့ fixed price import တင်ယူokay ဒါဆိုရင်ရသွားပြီเนาะဒါဆိုရင် ABC မှာ retail မှာထောက်နေရတဲ့ wholesale မှာเนาะ1500ဒီလိုပဲအဲ့ဒါဆိုရင်အဲ့ ABC ဆိုတဲ့ product ရဲ့နောက်မှာအဲ့ကောင်နေတက်လာလိမ့်မယ်เนาะ price list ရဲ့နောက်မှာเนาะဒီလိုပုံစံ product နောက်မှာတက်လာလိမ့်မယ်
အဲ့ကျွန်တော်တင်တာတော့ဘယ်ကတင်တာလဲဆိုတော့ဒီ price list ကနေပဲတင်တာပဲကျွန်တော်ဒီမှာအဲ့တော့သက်ဆိုင်ရာနော်ဒီမှာ price list ရဲ့အောက်မှာ retail ဆိုလို့ရှိရင် product 2ခုရှိနေလိမ့်မယ်အဲ့လိုပဲ wholesale ဆိုလို့ရှိရင်လည်းဒီပုံစံရှိနေလိမ့်မယ်ဒါကကျွန်တော်အသစ်တင်တဲ့အခြေအနေပေါ့နော် update လုပ်ချင်တာဆိုလို့ရှိရင်เนาะကျွန်တော်ဒီကောင် select မှတ်မယ်ဒါမှမဟုတ်ရှင်လဲကျွန်တော်ဒီမှာเนาะဒီ down arrow လေးနဲ့ group by เนาะ price list ဆိုတာစုလိုက်ပေါ့ဒါဆိုရင် wholesale ရဲ့ price list ကတက် retail price တက်လို့ခွဲကြလာလိမ့်မယ်အဲ့တော့ခွဲကြလာမယ်ဒါ retail ကိုဖွင့်လိုက်မယ်အဲ့တော့မှ select မှတ်မယ်မှတ်ပြီးမှ action တွေက export เนาะကျွန်တော်က update လုပ်ချင်တယ်ဆိုတော့ I want to update data ဆိုတဲ့ကလုံးမယ်ပြီးတော့မှကျွန်တော်လုပ်ချင်တဲ့ထားပါတော့เนาะကျွန်တော်တို့ဒီမှာ product product ကိုဆွဲသွင်းလိုက်ပေါ့နော်ဆွဲသွင်းမှာကိုလုတ်ချင်တဲ့ဟာတော့ fixed price လာကျွန်တော်သိဖို့လိုရဆိုရင်เนาะကျွန်တော် fixed price တွေဆွဲသွင်းလိုက်ပေါ့အဲ့ဒါပြီးတော့မှကျွန်တော်တို့က export ဆိုပြီးထုတ်လိုက်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာเนาะ extra နဲ့ id ဆိုတဲ့ field လေးပါတယ်ဒါဆို system auto တည်ရတာကျွန်တော် update လုပ်ချင်တယ်ဆိုတဲ့ဟာကိုအဲ့တော့ကျွန်တော်ကဒီကောင်းကိုထားပါတော့1300နဲ့1100ဒီကောင်းရဲ့ cost ကိုကျွန်တော်က800နဲ့ဒီလိုပုံစံနမူနာထည့်လိုက်เนาะမလိုတဲ့ဟာတွေတော့ဖယ်ခဲ့လို့ရတယ်ဟုတ်ပြီစေးလိုက်မယ်စေးပြီးတော့မှကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော် input တွန်လုပ်မယ်sorry เนาะဒီ price ID မှာဒီ mmk ပါနေရเนาะအဲ့ကောင်လေးတွေက error လာတက်နေကျွန်တော်တို့ okay အဲ့ mmk လေးတွေဖယ်ပြီးဒါဆိုရင်ရသွားပြီเนาะဒါဆိုကျွန်တော်1300နဲ့1100 cost က900နဲ့800เนาะဒါဆို update ထွက်သွားတယ်ဒီလိုပုံစံထွက်လိုက်ဒါကျွန်တော်တို့အသစ်တင်တာမဟုတ်တော့ဘူးเนาะဒီနှစ်ခုပေါ်ပဲကျွန်တော်တို့ဒါဈေးလာပြီးချိန်တာဒီလိုပုံစံလေးထွက်သွားတယ်ဒါတော့ကျွန်တော်ဒါ O2 မှာဒီ price list ကိုပေါ့เนาะ input ဘယ်လိုလုပ်လဲဆိုတာနဲ့ပတ်သက်တဲ့ recording file လေးပါ